အားလုံးပဲမင်္ဂလာပါရှင်။ Sherry ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့ Sherry ကိုယ်တိုင်6နှစ်ကျော်အတွေ့အကြုံရှိတဲ့ကစားနည်းနဲ့ပတ်သက်ပြီးတော့ဒိုင်တွေကိုအနိုင်ယူတဲ့နည်းတွေကိုလာမျှဝေပေးရှင်လို့ပါရှင်။အခုတလော Sherry ရဲ့ group ထဲကကိုမမတို့လည်းစကားလာပြောကြတာများပါတယ်။ Sherry ကိုအားပေးတဲ့ကိုမမတို့တယောက်ရှင်စီကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်။ Sherry ကဘလို့နည်းတွေနဲ့အမျက်ငွေရှာတာလဲဆိုတာကိုတော့လာကြည့်ကြရအောင်နော်။ပထမဦးဆုံးအနေနဲ့အကြံပေးရှင်တာကဖဲခန်းရွေးတဲ့နေရာမှာအနည်းဆုံး15ကြိမ်ကနေ20ကြိမ်ထိထွက်ပြီးသွားတဲ့ခန်းကိုရွေးကစားပါရှင်။ဒါကကန်ဆန်းရုံတက်မဟုတ်တာကြောင့်ဖွင့်သွားတဲ့ဖဲရဲ့အရည်အတွက်ကိုလည်းကြည့်ပြီးဒီအခန်းကအမျက်လုတ်တင်သလားဆိုတာကိုလည်းအထောက်အကူဖြစ်စေမှာပါရှင်။အစင်တစ်ဖြစ်ပြီဆိုရင်တော့စားလိုက်ရအောင်နော်။အခု Sherry ရွေးထားတဲ့အခန်းမှာဆိုရင်ဖဲ18ကြိမ်လောက်ထွက်ပြီးသွားတဲ့အခန်းပါရှင်။ဒီအခန်းမှာဆိုရင်အရှိဘက်ကစကောမှာငကားလိုင်းရှည်ပုံစံရှိပြီးတော့မှနောက်ပိုင်းမှာဖဲဖြတ်သွားတာရှိပါတယ်ရှင်။ငကားလိုင်းရှည်ဖဲပုံစံကိုနားမလည်သေးတဲ့သူရှိရင် Sherry ရဲ့အရင်ကဗီဒီယိုမှာရှင်းပြထားတာရှိရင်တော့အဲ့ဗီဒီယိုလေးကိုပြန်ရှာကြည့်လို့ရပါတယ်ရှင်။ဒါမှမဟုတ်လေတခြားနောက်ထပ်မေးခွန်းတွေရှိရင် Sherry ရဲ့ group ထဲကိုဝင်မေးလို့ရပါတယ်နော်။နောက်တစ်ခု Sherry ပြောပြရှင်တာကဖဲပုံစံကြည့်နည်းပါရှင်။ဖဲပုံစံကြည့်နည်းကဖဲရဲ့အယောင်ကိုကြည့်တာမဟုတ်ပါဘူးနော်။ဖဲပုံစံကိုကြည့်တာကရှေ့ဘက်ကထွက်ပြီးသွားတဲ့ဖဲပုံစံကိုကြည့်ပြီးလောင်းကျင်းတင်တဲ့နေရာမှာလည်းအထောက်အကူဖြစ်စေပါတယ်ရှင်။ကန်တစ်ခုကိုပဲအားကိုးလို့မရပါဘူးနော်။ဖဲပုံစံကြည့်နေကိုပါနားလည်အောင်လေ့လာထားဖို့လိုပါတယ်ရှင်။အခုလဲ Sherry နဲ့တူတူဖဲဖွင့်တာကိုစောင့်ကြည့်ကြရအောင်ရှင်။ဖဲစားဖွင့်နေပါပြီရှင်။အပြား၄ပေါက်အနီး2ပေါက်အပြာဖက်ကိုဆက်ဆွဲအောင်မယ်နော်။အပြာ၄ပေါက်အနီဖက်ကိုလည်းဆက်ဆွဲမယ်နော်ဟုတ်ပြီဒီတစ်ခေါက်ကတော့အပြာ၄ပေါက်နဲ့နိုင်ပါတယ်ရှင်ဒီနေ့ Sherry မျှဝေပေးရှင်တဲ့အဓိကအချက်ကတော့ဘခလဖဲကင်းကိုနိုင်အောင်ကစားနည်းပါရှင်လောင်းကျင်းတင်ပြီးကစားရုံတက်မဟုတ်ပါဘူးနော်အစီအစဉ်ရှာမှတ်ပြီးစနစ်ကြကြအသုံးပြုမှာပါရှင်ဒီတစ်ခေါက်လဲ Sherry ကတော့အပြာရှည်မယ်ထင်လို့အပြာဖက်ကိုပဲဆက်ဆွဲထားပါတယ်နော် Sherry နဲ့တူတူဖဲဖွင့်တာကိုစောင့်ကြည့်ပါအောင်ရှင်ဖဲစားဖွင့်နေပါပြီရှင်အပြား3ပေါက်အနီ9ပေါက်ဟုတ်ပြီဖဲကတော့ Sherry ထင်ထားတဲ့အတိုင်းမဖြစ်ပါဘူးเนาะဒါပေမဲ့ဘာမှမဖြစ်ပါဘူးရှင်နောက်တစ်ခေါက်ဆက်သွားကြည့်မယ်เนาะဒီတစ်ခေါက်လဲ Sherry ကတော့3လုံးစတိုက်ဆင်းမယ်မထင်ပါဘူးရှင်ဘာလို့လဲဆိုတော့ရှေ့ဘက်ကစကောမှာ3လုံးသွဲဖြတ်ထားတာရှိလို့ပါเนาะဒီတစ်ခေါက်လဲ Sherry နဲ့တူတူဖဲဖွင့်တာကိုစောင့်ကြည့်ကြရအောင်ရှင်ဖဲစားဖွင့်နေပါပြီရှင်အပြာ3ပေါက်အနီ2ပေါက်အပြာဖက်ကိုဆက်ဆွဲမယ်နော်အပြာကတော့အပေါင်းမရှိတော့ပါဘူးအနီ3ပေါက်ဟုတ်ပြီဒီတစ်ခေါက်လဲအနီဖက်ကိုဆက်ဆင်းနေတော့မှာပဲနော်ဒီနေရာမှာကိုမမတို့လည်းမသေးရှာသေးရင်တော့ခဏလောက်စောင့်တာဖြစ်ဖြစ်လုပ်လို့ရပါတယ်နော်ဖဲရဲ့ပုံစံကိုတေချာလေးမြင်ရပြီဆိုမှလောင်းကြီးလေးတင်လို့ရပါတယ်ရှင်ဖဲကတော့အရှိန်မရွေးပြောင်းတတ်တယ်ဆိုတာကိုတော့မမေ့ပါနဲ့နော် Sherry ကတော့ကိုမမတို့ကိုအမြဲတတိပေးရှင်တာရှိပါတယ်ဘခလဖဲကင်းကိုကစားတဲ့ချိန်မှာကန်တစ်ခုကိုပဲအားကိုးလို့မရပါဘူးရှင်စိတ်ရှည်ဖို့နဲ့စိတ်အေးထားပြီးကစားတတ်ဖို့လိုပါတယ်နော်ဒီနေ့တော့ Sherry ကအသေးစိတ်ပြပေးမယ်ရှင်ကိုမမတို့အတွက်တကယ်အကျိုးရှိရှိနဲ့အသုံးပြုလို့ရအောင်လို့ပါနော်အခု Sherry ရွေးထားတဲ့အခန်းကဖဲဖြတ်ထားတာရှိတယ်ဆိုတော့နောက်ထပ်ဘယ်လိုဖဲပုံစံနဲ့ကစားရမလဲဆိုတာကို Sherry နဲ့တူတူစောင့်ကြည့်ကြပါအောင်နော်ဖဲကတော့တစ်ခါထွက်တိုင်းသူ့ပုံစံနဲ့တူတော့ရှိပါတယ်ရှင်တကယ်လို့ကိုကဖဲရဲ့ပုံစံကြည့်နီကိုနားလည်ထားရင်တော့နိုင်ဖို့ခွင့်ရကပိုများပါတယ်နော်ဒီတစ်ခေါက် Sherry ကတော့အနီဖက်ကိုထိုးထားပါတယ်ရှင် Sherry နဲ့တူတူကြည့်ရအောင်နော်အပြာ3ပေါက်အနီ9ပေါက်အပြာဖက်ကိုဆက်ဆွဲမယ်နော်ဟုတ်ပြီဒီတစ်ခေါက်ကတော့အနီ9ပေါက်နဲ့နိုင်ပါတယ်ရှင်ခုနက Sherry ပြောတဲ့ဖဲပုံစံကြည့်နေကတော့ထွက်ပြီးသွားတဲ့ဖဲကိုဆိုလိုတာပါနော်တကယ်ဆိုရင်ဒီအလက်မှာကိုမမတို့ကြော်သွားလို့ရပါတယ်နော်ဘာလို့လဲဆိုတော့ဖဲရဲ့ပုံစံကမငြိမ်သေးလို့ပါရှင်ဒါပေမဲ့ Sherry ကတော့အပြာထွက်မယ်ထင်လို့အပြာကိုထိုးထားပါတယ်နော်
ဒီတစ်ခေါက်အပြထွက်ရင်ပင်ပေါင်ပုံစံနဲ့ကစားသွားမယ်ရှင် Sherry နဲ့တူဖဲဖွင့်တာကိုစောင့်ကြည့်ပါအောင်နော်အပြရှောက်ပေါက်အနီတစ်ပေါက်အနီဖက်ကိုဆက်ဆွဲမယ်နော်ဟုတ်ပြီဒီတစ်ခေါက်ကတော့အပြရှောက်ပေါက်နဲ့နိုင်ပါတယ်ရှင်ဒါဆိုရင်တော့ဖဲကပင်ပေါင်ပုံစံနဲ့လာမယ်ထင်ပါတယ်ရှင်ဒီလိုဆိုရင်တော့ Sherry ကစကောအတိုင်းပဲကစားသွားအောင်မယ်နော်ပင်ပေါင်ဖဲကကြည့်ရတာလွယ်သလိုအမျက်ရှာဖို့လည်းတကယ်လွယ်ကူတဲ့ဖဲပုံစံပါရှင်ပင်ပေါင်ဖဲပုံစံကိုနားမလည်သိရင်တော့ Sherry ရှင်းပြပေးပါမယ်နော်စကောမှာကြီးလိုက်တာနဲ့တလက်စီဖဲပြောင်းထွက်နေတာကိုတမ်းမြင်ရလိမ့်မယ်ရှင်ဥပမာအပြတစ်ကြိမ်ပြီးရင်အနီတစ်ကြိမ်ဒီလိုစက်တိုက်တလက်စီဖဲပြောင်းထွက်နေတာကိုပင်ပေါင်ဖဲပုံစံလို့ခေါ်ပါတယ်ရှင်ဟုတ်ပြီဒီတစ်ခေါက်ကတော့ထိုင်းကိန်းကြပါတယ်ရှင်ဖဲကစားတဲ့နေရာမှာအရေးကြီးဆုံးကတော့တတိစိတ်ရှိရှိနဲ့ကစားဖို့လိုပါတယ်ရှင်တကယ်လို့စိတ်လောပြီးစိတ်မရှိရင်တော့ရှုံးဖို့ရာခိုင်နှုန်းကတော့ပိုများပါတယ်နော်အဲကြောင့်ကိုမမတို့လည်းတတိလေးနဲ့ကစားဖို့အကြံပေးရှင်ပါတယ်ရှင် Sherry ပြောရှင်တာကတော့တတိလေးနဲ့ကစားပြီးဖဲပုံစံကြည့်နည်းကိုလည်းကစားတဲ့နေရာမှာအသုံးပြုရင်တော့နိုင်ဖို့ခွင့်ရေးကပိုများပါတယ်ရှင်ဒီလိုနီလန်းကိုသုံးပြီးဘခလကိုကစားရင်တော့ကိုမမတို့အတွက်ဘခလဖဲကင်းဆိုတာခက်မှာမဟုတ်တော့ပါဘူးရှင်ဒါပေမဲ့ဖဲဆိုတော့အပြောင်းလဲလေးတွေရှိတတ်တယ်ဆိုတာမမေ့ပါနဲ့နော်ဖဲကတော့အလဲတိုင်းနိုင်ဖို့ဆိုတာဖြစ်နိုင်ရှိနေပါတယ်ရှင်ဒါပေမဲ့အလဲတိုင်းကိုတော့ရှုံးလို့မဖြစ်ပါဘူးနော်အဲကြောင့်ကိုမမတို့လည်းဖဲကစားမယ်ဆိုရင်ဖဲခန်းရွေးတက်ပြီးဖဲရဲ့ပုံစံကြည့်နည်းကိုသိထားဖို့လိုပါတယ်ရှင်ဖဲကစားတာကအရင်နည်းနဲ့ကနေအမျက်ကောင်းကောင်းရှာနိုင်တာကြောင့်အရင်နည်းနဲ့တာလည်းစိတ်ပူစရာမဟုတ်ပါဘူးနော်အဓိကကတော့ဖဲခန်းရွေးတက်ဖို့ပါပဲရှင်ဒီတစ်ခေါက် Sherry အပြာဖက်ကိုထိုးထားပါတယ်နော် Sherry နဲ့တူကြည့်ရအောင်ရှင်အပြာ9ပေါက်အနီ3ပေါက်အနီဖက်ကိုဆက်ဆွဲမယ်နော်ဟုတ်ပြီဒီတစ်ခေါက်ကတော့အပြာ9ပေါက်နဲ့နိုင်ပါတယ်ရှင်ဒီလိုနီလန်းကောင်းတွေကိုတီးရှင်ရင်လေ့လာရှင်ရင်တော့ Sherry ရဲ့ Trigan Group ထဲမှာပါဝင်လို့ရပါတယ်ရှင်Sherry ကတော့တကယ်အကျိုးရှိတဲ့နီလန်းကောင်းတွေကိုမျှဝေပေးသွားမှာပါရှင်တီးရှင်တာရှိရင်လည်းမေးလို့ရပါတယ်နော်ဒီတစ်ခေါက် Sherry ကတော့အနီဖက်ကိုထိုးမယ်ရှင်ဒီတစ်ခေါက်လည်း Sherry နဲ့တူဖဲဖွင့်တာကိုစောင့်ကြည့်ပါအောင်နော်ဖဲစားဖွင့်နေပါပြီရှင်အပြာတစ်ပေါက်အနီအပေါက်မရှိအပြာကိုဆက်ဆွဲမယ်နော်အပြာတစ်ပေါက်အနီကိုလည်းဆက်ဆွဲမယ်ဟုတ်ပြီဒီတစ်ခေါက်လည်း Sherry ကတော့အမျက်ထက်ရပါတယ်ရှင်အနီ3ပေါက်နဲ့နိုင်ပါတယ်နော် Sherry ကတော့စကောမှာပြထားတဲ့အတိုင်းပဲပင်ပေါင်ဖဲပုံစံနဲ့ဆက်ကစားသွားအောင်မယ်ရှင်ပင်ပေါင်ဖြစ်တဲ့ခန်းကတကယ်ကစားလို့ကောင်းသလိုအမျက်ရှာတဲ့သူတွေအတွက်ဆိုရင်လည်းတကယ်ကောင်းတဲ့ဖဲခန်းလို့ပြောရမယ်ရှင်ဘခလာဖဲကင်းကိုကစားတာကနီးစနစ်နဲ့ကစားပြီးတီးကြတဲ့ငွေကြေးပိုင်းကိုစီမံခန့်ခွဲပြီးအသုံးပြုမယ်ဆိုရင်တော့တကယ်ကောင်းတဲ့ဂိမ်းတစ်ခုလို့ပြောလို့ရပါတယ်နော်ဘခလာဖဲကင်းရဲ့အားသာချက်ကတော့စီမင်းစီကံတီးကြမှုရှိပြီးကစားတဲ့နေရာမှာလည်းနီးစနစ်နီးလန်းတွေနဲ့အသုံးပြုလို့ရတာကြောင့်လောင်ကြီးတင်တဲ့နေရာမှာလည်းအထောက်အကူဖြစ်စေပါတယ်ရှင်ပြီးတော့ကိုယ့်ရဲ့ရင်းနှီးကိုစီမံခန့်ခွဲပြီးအသုံးပြုမယ်ဆိုရင်တော့ရှောင်းနိုင်တဲ့ရာခိုင်နှုန်းနဲ့ပြီးကစားရတာပျော်စရာကောင်းသလိုစိတ်လှုပ်ရှားဖို့လည်းတကယ်ကောင်းပါတယ်ရှင်ကိုမမတို့လည်းအပျော်ကစားတာဖြစ်ဖြစ်တကယ်ငွေရှာတာဖြစ်ဖြစ်တတိလေးရှိရှိနဲ့ကစားဖို့မမေ့ပါနဲ့နော်ဖဲဝေတဲ့မမကတော့လူရှိန်နေပါပြီရှင်ဒီမမလေးအစင်တစ်ဖြစ်တာကိုစောင့်ပေးကြပါအောင်နော် Sherry ကတော့ပင်ပေါင်ဖဲပုံစံနဲ့ကစားသွားအောင်မယ်ရှင်ဖဲပြောင်းမပြောင်းဆိုတာကိုတော့ Sherry နဲ့တူစောင့်ကြည့်ကြပါအောင်နော်ဒီတစ်ခေါက် Sherry ကတော့အနီဖက်ကိုထိုးထားပါတယ်နော် Sherry နဲ့တူဖဲဖွင့်တာကိုစောင့်ကြည့်ကြပါအောင်ရှင်ဖဲစားဖွင့်နေပါပြီနော်အပြာ4ပေါက်အနီအပေါက်မရှိအပြာဖက်ကိုဆွဲမယ်နော်အပြာ2ပေါက်အနီ9ပေါက်ဟုတ်ပြီဒီတစ်ခေါက်လဲ Sherry ကတော့အမျက်ထက်ရပါတယ်ရှင်ဖဲခန်းတွေကိုအမျက်ရအောင်လုပ်နိုင်တဲ့နီးကတော့ရှိပါတယ်ရှင်နီလန်းကလည်းရိုးရှင်းပါတယ်နော် Sherry ပြောသလိုပါပဲရှင်ဖဲပုံစံနဲ့ဖဲခန်းကိုရွေးတက်ဖို့ပဲလိုပါတယ်နော်
ဒီလိုကစားတာကစိတ်လောဖို့လည်းမလိုဘူး။ကြွကိုလည်းစိတ်ဖိအားပေးစရာမလိုပါဘူးရှင်။ဖြည်းဖြည်းချင်းကစားပြီးကိုယ့်ရဲ့အရင်းအနှီးကိုစီမံခန့်ခွဲတတ်ဖို့ပဲလိုပါတယ်ရှင်။ဒီလိုဆိုရင်တော့ကိုမမတို့လည်းအမျက်ငွေရှာနိုင်မယ်ဆိုတာ Sherry ယုံကြည်ပါတယ်ရှင်။ဟုတ်ပြီဒီတစ်ခေါက်ကတော့ဖဲဖြတ်သွားပါပြီရှင်။အနီနောက်တစ်လုံးဆက်ဆင်းနေပါတယ်နော်။ဒါပေမဲ့ဘာမှမဖြစ်ပါဘူးရှင်။ရှေ့ဘက်မှာလည်း Sherry ကတော့အမျက်ရနေပြီးသားပါနော်။ဒီတစ်ခေါက် Sherry ကတော့အပြာဖက်ကိုပဲပြန်ထိုးထားမယ်ရှင်။ဒီတစ်ခေါက်ကတော့2000ထိုးထားမယ်နော်။ Sherry နဲ့တူတူဖဲဖွင့်တာကိုလည်းစောင့်ကြည့်ကြပါအောင်ရှင်။ဖဲစားဖွင့်နေပါပြီနော်။အပြာ3ပေါက်အနီ1ပေါက်အပြာဖက်ကိုဆက်ဆွဲမယ်နော်။အပြာ2ပေါက်အနီအပေါက်မရှိဟုတ်ပြီဒီတစ်ခေါက်လဲ Sherry ကတော့အမျက်ထက်ရပါတယ်ရှင်ဒီနေ့ကတော့ဒီလောက်ပါပဲရှင်နောက်မှထပ်တွေ့ကြမယ်နော်ကိုမမတို့လည်း Sherry ရဲ့ YouTube Channel လေးကို Subscribe လေးလုပ်ထားပေးဖို့မမေ့ပါနဲ့နော်